မားရီမင်္ဂလာပါရှင်ကဲဒါကတော့အသက်ဝင်တဲ့ခန်းနေပြီးတော့မှထပ်ပြပေးမယ့်ဟာလေးတွေပေါ့နော်ဒီထက်မှလည်းနီးက promotion price နဲ့ထည့်ပေးထားတယ်မျိုးဒီပေါ့နော်ရိုးရမိတ်ဒီ1 set လေးဆိုမျိုး68ရောင်းတဲ့ဟာလေးပေါ့နော်ဇက်ကိုတော့ပါ68ရောင်းတဲ့ဟာလေးပေါ့နော်ဒါလေးကိုမီးကအစဗီဒီယိုထဲမှာရမေးနေကြတယ်ပေါ့နော်ဒါနဲ့ခုမှတင်ပေးလိုက်ပါတယ်ဒီဗီဒီယိုကတော့အတိတ်လေးပါပါမယ်အမားတို့ဒီလိုမျိုးပွင့်ကြွေပါပါမယ်နှစ်တရာချီသားကောင်းကောင်းလေးနဲ့ခတ်ပေးထားပါတယ်ရှင်ဒါလေးကြိုက်တယ်ဆိုရင်အမားတို့4200နဲ့ရမှာပါနော်ဒီထက်ကရမယ့်အရောင်လေးတွေပြပေးလိုက်မယ်နှစ်တရာချီသားအရန်ကိုကောင်းပါတယ်ရှင်ကာလာဈေးတွေကလေးတစ်ခုနဲ့တစ်ခုမတူလို့เนาะအမားတို့ကြိုက်တဲ့ကာလာလေးပါတယ်ဆိုရင် screenshot လေးနဲ့ page messenger လေးကိုလာခဲ့ပေးပါရှင်အသားအရန်ကောင်းတော့ပါရိုးရနှစ်တရာချီသား1 set ကလေးတွေပါရှင်ဟိုကဒီရိုးရပေါင်းလေးတွေနဲ့ပေါ့နော်ပေါင်းလေးတွေနဲ့ဒါလေးဆိုအမိတ်ကလေးเนาะတော်တော်လေးချစ်စရာကောင်းတယ်ဒါလေးဆိုမိတ်ခင်းဟိုမှာညွှန့်ကလေးပါရှင်အမိတ်ကာလာလေးလည်းမတူဘူးဒါလေးကကျတော့10ဆုံးကြောလောက်ပဲပါမှာမလို့မတို့ကြိုက်တယ်ဆိုရင်တော့ screenshot လေးနဲ့ page messenger ပဲဖြစ်ဖြစ် Viber ဖုန်းနံပါတ်956610503853ဒါမှမဟုတ်လည်း TikTok video လာထည့်လို့ရပါတယ်ရှင်ဒါလေးကတော့အမိတ်တိုင်နဲ့နေပြီးတော့ရမယ့်ကာလာလေးပေါ့နော်ပြီးရင်ဒီမှာနှစ်တရာချီကိုမှာပွဲထည်ရှယ်ကြီးလို့ရှင်တဲ့မမကြီးအတွက်ဆိုရင်ကျတော့မိဒါလေးတွေပြပေးမယ်ဒါလေးဆိုရင်စင်တူလေးနှစ်စုံရမယ်ပေါ့နော်ဒီမှာခရမ်းဒီညို့လေးပေါ့နော်ခရမ်းဒီအမိုင်းလေးပေါ့တော်တော်လေးကိုလာရဲအောက်အပေါ်အပွင့်ရောင်ဖောက်ထားလဲတော်တော်ကိုလာပါတယ်ရှင်မျိုးလေးပါဒါလေးကမရီစင်တူလေးလိုချင်တဲ့မိုင်း2ယောက်ရပါမယ်เนาะဒါလေးကမတို့135 33500ပေါက်တဲ့ဟာမျိုး35000နဲ့ထည့်ပေးထားတယ်ကြိုက်တဲ့ဟာလေးပါတယ်ဆိုရင် screenshot လေးနဲ့လာခဲ့ပြီเนาะဒါလေးကမိုင်းလိုလေးလည်းအဲ့လိုပဲတစ်ထည်လုံးဒီလိုအပွင့်ပြည့်ကြီးပါရှင်အင်ကြီးစားဒီလိုမျိုးလေးပါเนาะမိုင်းလိုလေးကလည်းစင်တူလေး2ယောက်ရပါမယ်เนาะမရီဒါလေး35000နဲ့တော်လေးသာလာခဲ့ပေးပါရှင်ပြီးရင်ခရမ်းပုံမှာပေါ့เนาะဒါလေးကကြတော့ပုံမှန်ကာလာတိုင်းပဲအယောင်ဒီအနီလေးတွေအစိမ်းလေးတွေနဲ့အရောင်တောက်လေးဖောက်ထားတဲ့ဟာလေးပေါ့နော်ဒါလေးကြိုက်တယ်ဆိုရင်တော့ခရမ်းလေးကိုအရောင်တောက်လေးကြိုက်တယ်ဆိုရင်တော့ဒါလေးယူပါရှင်အသားတွေတအားကိုကောင်းတော့ပါနော်နှစ်တရာချီ share quality share လေးတွေပါနောက်ထပ်ကာလာအစမ်းလေးဆိုရင်တော့ဒီအစိမ်းလေးပေါ့နော်နိုးစိမ်းနဲ့ပန်းလေးစိမ်းနဲ့အယောလေးဒီအစိမ်းလေးရပါမယ်ပြီးရင်ဒီမှာ Mary Mind လို့ကိုမလေးအဖျော့လေးနော်ကာလာလေးတော်တော်လှတယ်ရှင်နှစ်တရာချီသားပွဲတက်လှတော့ဒီပါနော် Mary ဒါလေးရပါမယ်ရှင်ပြီးရင်ဒါကတော့စိုက်ဝါမှာစိုက်ဝါကလည်းတသိန်းကျော်ရောင်းတယ်ဒါပေမဲ့မိဒီဟာကလေနည်းနည်းပဲရတာမို့လို့ပေါ့နော်လက်ကားဈေးထက်ကိုမှတက်တာတယ်အဲရာဈေးနီးကိုအဲရာဈေးထက်ကိုတက်တာတဲ့ဈေးနဲ့ပေးလိုက်မယ်ဒါ85နဲ့ပဲယူလိုက်နော်ဒါလေးကစင်တူလေးက3ယောက်ရမယ်မှာလို့85နဲ့ပဲယူလိုက်နော်ဒါလေးအသားအရန်ကောင်းတယ်နှစ်တရာချီသားမှာဝင်းပြောင်နေရနော်မာရီနှစ်တရာချီသားလုံးဝအသားနာဝင်းပြောင်နေတော့နော်အသားနာလုံးဝဝင်းပြောင်နေတော့ပါအညိုလေးကတော့3ယောက်ရမယ်ဒါလေးကကျတော့ပန်းမိုင်လူလေးပါမကာလာလေးကလေတော့အယောင်ပြေးလေးမှာအင်ကြီးစားလေးကြည့်လိုက်ဝင်းပြောင်နေတော့အသားနာ quality လုံးဝ share လေးเนาะမာရီပန်းမိုင်လူလေးကလည်း2ယောက်ရပါမယ်ရှင်ကဲပြီးရင်ဒါတော့ဒီဗီဒီယိုလေးရဲ့နောက်ဆုံးလေးပေါ့နော်ဒါဟာလေမတို့ပေါက်စီရလေ90လောက်ထိရောင်းနေဟုတ်တယ်ဈေးဆိုရင်9000ထိပေါက်တဲ့ဟာဒါ3စုံပဲကျန်တော့တာမို့လို့ရကန်အတန်းပြက်နေနေပေါ့နော်အတန်းပြက်ဈေးနေနေမိထည့်ပေးလိုက်မှာမတို့ဒီဟာလေးကလေ9300နဲ့ပဲယူလိုက်နော်တကယ်က9000ရောင်းရတဲ့9000အောက်ထိရောင်းရမယ်ဟာဟုတ်တယ်ဈေးက9000အောက်ထိရောင်းရမယ်ဟာဒါအတန်းပြက်မို့လို့မတို့53နဲ့ပဲယူလိုက်နော်လက်ပြလေးရခဲလက်ပြလေးရမယ်ဒါလေးကမြင့်ချီလေးရမယ်1 set မှာရဖြစ်တရားချီပေါ်1 set လေးစိုက်တာလေးပါတယ်ဆိုရင် screenshot လေးနဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရွှေမန္တလေးရရွှေမနောပါရှင်